တခါလေစဉ်းစားမိကြလားစေတနာကောင်းတွေအများကြီးနဲ့လုံနေပေမဲ့ဘာလို့အလို့မဖြစ်တာလဲရှေ့မရောက်တာလေပေါ့ဒီနေ့တော့လေဒီကိစ္စနဲ့ပတ်သက်ပြီး16ရာစုကတွေးခေါ်ပညာရှင်နီကိုလိုမက်ခီယာဗယ်လီရဲ့အမြင်တစ်ခုကိုကြည့်ကြရအောင်သူ့ဖြေကတော့နင်းနဲ့တော့လက်ခံရခဲ့နိုင်တယ်ဒါပေမဲ့အရန်ကိုရေးချီပါတယ်သူကဘာပြောလဲဆိုတော့ကောင်းနေုံနဲ့အောင်မြင်မှုအတွက်မလုံလောက်ဘူးတဲ့ဟုတ်ဘာကြောင့်အဲ့လိုပြောရတယ်လဲဆိုတာကိုအတူတူလေ့လာကြည့်ကြတော့ပေါ့မခီယာဗယ်လီရဲ့အဓိကအဆိုကလေးရိုးရိုးလေးပါဒါပေမဲ့ကြားလိုက်ရင်တော်တော်ထိတ်လန့်သွားနိုင်တယ်သူကဘာပြောလဲဆိုတော့လူဆိုးတွေကပဲနိုင်လိရှိတယ်တဲ့ဟမ်ဘာလို့လဲဆိုတော့သူတို့တွေကလူကောင်းတွေလူစီမင်းဖောင်တွေထဲမှာနေမနေလို့ပဲအဲ့ဒီစီမင်းတွေကိုချိုးဖျက်ဖို့လုံးဝဝင်မလေးဘူးဆိုတော့အဲ့ဒီအားသာချက်ကသူတို့ကိုဘလောက်တောင်အသာစီးရစေလဲဆိုတော့စက်ကြည့်ကြရအောင်ဆိုတော့အတိကကြတဲ့မိကွန်စီပြန်ရောက်လာပြီစေတနာကတော့မှန်ပါတယ်ဒါပေမဲ့ဘာလို့အလုံးမဖြစ်ရတာလဲအဲ့ဒီအချက်အတဲရဲ့တကယ်ရဲ့ရင်းကန်ကဘာများဖြစ်မလဲโอเคအဲ့ဒီမိကွန်ကိုဖြေဖို့အတွက်ပထမဆုံးအပိုင်းအနေနဲ့လူကောင်းတယောက်ရဲ့အချက်အတဲဆိုတော့ကိုတစ်ချက်ကြည့်ကြရအောင်ဒါကဘာကိုဆိုလိုရလဲဆိုတော့လေကောင်းကျင်တဲ့စိတ်အဲ့ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့တကယ်လက်တွေ့မှာချီအောင်လုံးနိုင်တဲ့ look ဆောင်ချက်အဲ့ဒီနှစ်ခုကြားကပဋိပက္ခအကြောင်းပါပဲဒီနေရာမှာနီးလန်းနှစ်ခုကဘလောက်တောင်ကွာလဲဆိုတာရှင်းရှင်းလင်းလင်းမြင်နိုင်တယ်တစ်ဖက်မှာကလူကောင်းတွေရဲ့နီးလန်းပေါ့သူတို့ကဘယ်လိုလုပ်လဲအကြိုးကြောင်းနဲ့လီလီနဲ့ဆွေးနွေးတယ်နုနုညံ့ညံ့ဖြောင်ဖျားတယ်ဒါပေမဲ့တခြားတစ်ဖက်မှာရှိတဲ့သူတို့ရဲ့ပြိုင်ဘက်တွေကတော့အဲ့လိုမဟုတ်ဘူးအနိုင်ရဖို့ဆိုရင်ဘာမဆိုလုပ်မယ်ပေါ်တင်လင်တာချင်းချောက်တာဘာနီးလန်းမဆိုတုံးဖို့အဆင့်တက်မယ်အဲ့ဒီမှာပဲမကီယာဗယ်လီရဲ့ထောက်ပြချက်ကတော်တော်လေးရက်ဆက်နိုင်တယ်သူကဘာပြောလဲဆိုတော့အဲ့ဒီလူကောင်းတွေရဲ့နီးလန်းတွေကလေနားထောင်လို့တော့ကောင်းပါတယ်ဒါပေမဲ့တကယ်လက်တွေ့ကပါရဲ့ကြမ်းတမ်းတဲ့ချီနီတွေမှာအလုံးမဖြစ်တာကများတဲ့ဘာလို့လဲအရန်ရှင်းနေပြန်ဘက်တွေကဒီစီးညင်းတဲ့အတိုင်းကစားမနေလို့ပဲလေဟုတ်ပြီဒါဆိုရင်ဘာကြောင့်ကောင်းတဲ့သူတွေကရှုံးနေရတာလဲဒီအကြောင်းကိုရှင်းပြထားတဲ့မခီယာဗယ်လီရဲ့နောက်ထပ်လက်ခံရခဲ့တဲ့အန်ဟန်တရားတစ်ခုကိုဆက်ပြီးကြည့်လိုက်ကြရအောင်အဓိကမက်ကီယာဗယ်လီကစိတ်ကူးရင်သမားတယောက်မဟုတ်ဘူးသူကစားပွဲပေါ်မှာထိုင်ပြီးဒီအတိုင်းတွေးခေါ်နေတာမျိုးမဟုတ်ဘူးသူကသူခေသူအခါကအီတလီနိုင်ငံရဲ့နိုင်ငံရေးကိုတိတိကျကျလေးလာခဲ့တာအဲ့ဒီမှာသူကပုံစံတစ်ခုကိုသွားတွေ့တယ်အဲ့လာကပါလဲဆိုတော့ရည်ရချက်ကောင်းတွေရှိတဲ့ခေါင်းဆောင်တွေမင်းသားတွေကလေရက်စက်တဲ့ပြိုင်ဘက်တီကြောင့်အချင်းချင်းအာနာလက်လွတ်ကြတာမျိုးတွေအများနဲ့အဆုံးသက်မကောင်းတာကိုတတိထားမိခဲ့တာပေါ့အဲ့ဒီတော့စဉ်းစားစရာကဒီလိုကောင်းကောင်းမွန်မွန်ပဲပြုမှုရမယ်ဆိုတဲ့အတွေ့အခေါ်ကဘယ်ကနေအရင်ခံလာတာလဲမက်ခီယာဗယ်လီကတော့အနောက်တိုင်းယဉ်ကျေးမှုရဲ့အခြေခံအုံမြစ်ဖြစ်တဲ့ခရစ်ယာန်ဘာသာရဲ့ဇာတ်လမ်းကိုလက်ညှိုးထိုးပြလဲအဲ့ဒီမှာကနူးညံ့သိမ်မွေ့ခြင်းခွင့်လွှတ်ခြင်းဒါလေးကိုအမျက်မျက်ဆုံးအရေးအချင်းလေးဖြစ်သင်ကြားထားတယ်လေအဲ့ဒီမှာပဲမက်ခီယာဗယ်လီရဲ့အငင်းပွားစရာအကောင်းဆုံးအထီးခိုက်ဆုံးထောက်ပြချက်ထွက်လာတော့တာပဲသူကယေရှုရဲ့ဘဝကိုဘာသာရေးအမြင်ဝိညာဉ်ရေးရာရှုထောင့်ကနေမကြည့်ဘူးသူကလက်တွေ့ကျတဲ့နိုင်ငံရေးသမားတစ်ယောက်ရဲ့အမြင်နဲ့ကြည့်လိုက်တယ်အဲ့ဒီလိုကြည့်လိုက်တော့သူ့အမြင်မှာဒီလောက်နူးညံ့သိမ်မွေ့ရဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာတကက်လက်တွေ့လောကမှာတော့နေကျေခံရတယ်လောင်ပြောင်းခံရတယ်ပြီးတော့နောက်ဆုံးမှာရှုံးနိုင်သူတစ်ယောက်အနေနဲ့ပဲအသက်ပေးသွားခဲ့ရတယ်လို့သူကမြင်တယ်ဟုတ်ပြီအခုဆိုရင်ပြဿနာကတော့ရှင်းသွားပြီဒါဆိုအဖြေကတော့ဘာလဲအဲ့ဒီမှာမက်ခီယာဗယ်လီကနေနဲ့အဆွင်းရောက်တဲ့အကြံတစ်ခုကိုပေးတယ်အဲ့ဒါကတော့ရန်သူစီကနေသင်ခန်းစာယူပါတဲ့သူ့ရဲ့အကြော်ကြားဆုံးစာအုပ် The Prince ဆိုရင်လေလူတော်တော်များများကအာနာရှင်ထင်နေလက်ဆွဲစာအုပ်ကြီးလို့အထင်မှားတတ်ကြတယ်တကယ်တော့မက်ခီယာဗယ်လီရဲ့ရည်ရွယ်ချက်ကအဲ့ဒါနဲ့လုံးဝကိုစန့်ကျင်ပဲအာနာရှင်ဖြစ်ဖို့ရတာမဟုတ်ဘူးကောင်းတဲ့ရည်မှန်းချက်ရှိတဲ့သူတွေကအာနာရှင်တွေစီကသူတို့ရဲ့နီလန်းတွေကိုတင်ယူပြီးတော့အနိုင်ရအောင်ဘယ်လိုပြန်တက်ရမလဲဆိုတာကိုရေးထားတဲ့လက်ဆွဲစာအုပ်ဖြစ်ပါတယ်အဲ့ဒီတော့အရှုံးမပေးချင်တဲ့လူကောင်းတွေအတွက်မက်ကီယာဗယ်လီကလက်တွေ့ကြတဲ့အဆင့်၄ဆင့်ကိုလက်ညွှန်းထားတယ်နံပါတ်1ကိုယ့်ရဲ့အားနည်းချက်ကိုအရင်ဝန်ခံပါဆိုလိုတာကအမြဲတမ်းကောင်းအောင်ပဲလုပ်မယ်ဆိုရင်စိတ်ကြီးကိုနည်းနည်းလျှော့လိုက်ပါနံပါတ်2ကိုယ့်ရန်သူကိုတေးသေးချာချာလေ့လာပါသူတို့သုံးတဲ့ကောက်ချက်တဲ့လက်ခွက်မမှန်မြတ်အကုန်တင်ယူထားနံပါတ်3လိုအပ်လာရင်သူတို့ရဲ့လက်နက်တွေကိုပြန်သုံးတတ်ရမယ်ချောက်တာချင်းချောက်တာဖြားယောင်းတာအကုန်သိထားရမယ်ဒါပေမဲ့နောက်ဆုံးတဲ့အရေးကြီးဆုံးချက်ကတော့နံပါတ်4အဲ့ဒီလက်နက်တွေကိုကိုယ့်ရဲ့ကောင်းမွန်တဲ့ရေမှန်းချက်တွေအောင်မြင်ဖို့အတွက်ပဲအသုံးချရမယ်ဆိုတာပါပဲဟုတ်ပြီအဲ့ဒီတော့ဒီအသွေးခေါ်တဲ့အားလုံးကနေအဓိကဘာကိုသဘောပေါက်တင်တယ်လဲနောက်ဆုံးညီကုန်းချို့အနေနဲ့ပြောရရင်နော်ကောင်းညီုံလေးနဲ့မပြီးဘူးထီရောက်ဖို့လဲလိုတယ်ဆိုတဲ့အချက်ပါပဲမက်ခီယာဗယ်လီရဲ့အမြင်မှာလေလူတယောက်ရဲ့တကယ်တမ်းမှုက
သူ့ဘာတွေဖြစ်ချင်တယ်ဆိုတဲ့စိတ်ကူးအိမ်မက်တွေနဲ့တိုင်းတာတာမဟုတ်ဘူးသူ့တကယ်တမ်းလက်တွေ့မှာဘာကိုအောင်မြင်အောင်လုပ်နိုင်ခဲ့တယ်လဲဆိုတဲ့ရလဒ်နဲ့ပဲတိုင်းတာတာ ဒီစကားကအရာအလုံးကိုခြုံငုံပြီးတွစေတယ်လူတွေကကိုကောင်းတဲ့ရည်ရည်ချက်တွေရှိတဲ့သူပါလို့မြင်ချင်ကြတာတပါပါပဲဒါပေမဲ့တကယ်လောကကြီးကတော့ကိုဘာကိုတကယ်သားအောင်မြင်အောင်လုပ်နိုင်ခဲ့တယ်လဲဆိုတာနဲ့ပဲတန်ဖိုးဖြတ်မှာဒါကနည်းနည်းတော့ခါတတ်တယ်ဒါပေမဲ့ဒါဟာအရင်ရည်ချတဲ့အမှန်တရားပဲ ဒါကြောင့်မလို့နောက်ဆုံးအနေနဲ့ဒီအချက်ကိုတတိထားရမယ်အမြဲတမ်းကောင်းတဲ့နီးလန်းလေးကိုပဲတရားသေးဆိုကြိုက်ထားမယ်ဆိုရင်နောက်ဆုံးကြတော့လောကကြီးကိုပြောင်းလဲပစ်စင်နေတဲ့လူဆိုးတွေရဲ့လက်ထဲမှာအရှုံးဝေးဖို့တေးချနေတယ်လို့ပဲဖြစ်သွားလိမ့်မယ် ဆိုတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းလေးတစ်ခုခြံထားခဲ့ခြင်းပါတယ်လောကကြီးကိုပိုကောင်းတဲ့နေရာတစ်ခုဖြစ်အောင်အမှန်တကယ်ပြောင်းလဲချင်တယ်ဆိုရင်ကိုယ့်ရွေရှာဆုံးအမုန်းဆုံးလူတွေစီကနေသင်ခန်းစာယူဖို့တက်တည်ရှိကြရဲ့လားဒါကတော့မက်ကီယာဗယ်လီကဒီညက်ခက်လူတွေကိုပါစင်ခေါ်လိုက်တဲ့မေးခွန်းတစ်ခုပါပဲ